ကျမတို့ဘဝတွေမှာဘာကိုပဲဖြစ်ဖြစ်ဒီအကောင့်ထဲပေါ်ဖို့အတွက်ကနှစ်ခုရှိတယ်ကိုထိုင်ရွေးချယ်ပြီးတဲ့ခါကျတော့လုံးမလားဒါမှမဟုတ်ရင်သူများရွေးချယ်ပြီးတဲ့ဟာကိုပဲကိုကအကောင့်ထဲပေါ်မလားပေါ့အဲ့ဒါမျိုးနှစ်ခုရှိတယ်အဲ့ဒါကိုကျမရဲ့လုပ်ငန်းခွင်တွေကဥပမာလေးနဲ့ပြောချင်တယ်ကျမတို့ပြီးခဲ့တဲ့လုပ်ငန်းတစ်ခုမှာပေါ့နော် project တစ်ခုမှာ project ရဲ့budget ကပိုနေတဲ့ခါကျတော့ကျမတို့ဒီ project team leader ကပေါ့နော်ပြောတယ်ပေါ့ဟိုဒီ budget ပိုနေတဲ့အခါတို့တွေဘာလုပ်မလဲဆိုတာကိုအစည်းအဝေးလုပ်ကြမယ်ပေါ့brainstorming လုပ်ကြမယ်ပေါ့နော်အဲ့လိုမျိုးအစည်းအဝေးမတိုင်ခင်မှာကျမကဘာလုပ်လို့ရတယ်လဲပေါ့ဒီ project နဲ့ပတ်သက်ပြီးတော့မှပိုနေတဲ့ budget နဲ့အခုလက်ရှိကျန်နေတဲ့အချိန်ကာလနဲ့ဘာလုပ်လို့ရမလဲဆိုတာကိုအကုန်လုံးကျမကြိုးပြီးတဲ့ခါကျတော့လုပ်လို့ရတဲ့ပေါ့နော်ဒီကိုလုပ်နိုင်တဲ့အရာကိုကြိုးပြီးတော့PowerPoint ပြင်ဆင်သွားလိုက်တယ်ဘယ်လိုတွေလုပ်မယ်ဘာတွေအကျိုးမြတ်ရမယ်ငွေကြေးဘယ်လောက်ကုန်လဲပေါ့နော်ဆိုတော့အကုန်ပြင်ဆင်သွားလိုက်တော့အဲ့ဒီအစည်းအဝေးမှာတခြားဒီ project team အဝါတွေပေါ့ team တွေရှိကြတယ်ဆိုတော့တချို့ team တွေကကြတော့မပြင်ဆင်လာကြဘူးပဲအဲ့လိုမျိုးဖြစ်တော့ကျမကအကုန်လုံးကိုပြင်ဆင်လာတော့သူတို့ကဒီဟာကိုကြည့်လိုက်တယ်ကြည့်လိုက်ပြီးတဲ့ခါကျတော့ okay ဒီဟာလေးလုပ်မယ်ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်အကွယ်၍ဒါကျမကအဲ့လိုမျိုးမပြင်ဆင်သွားဘူးဆိုရင်ပေါ့နော်ကိုလုပ်ချင်တဲ့ဟာကိုကိုကမပြင်ဆင်သွားဘူးဆိုရင်ဒီ team leader ကနေပြီးတော့ခါကျတော့ဒီ team ကနေပြီးတော့ပေါ့နော်ဘာလုပ်ဆိုတဲ့ဟာကိုသူတို့ကရွေးချယ်ပေးမှာအဲ့လိုမျိုးရွေးချယ်ပေးတဲ့အခါမှာအချို့လုပ်ငန်းတွေကကြတော့ကိုလုံနိုင်တာရှိတယ်မလုံနိုင်တာရှိတယ်ခက်ခဲတာရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကိုအတွက်အဆင်မပြေတာတွေကိုကကြတော့ရသွားမှာအဲ့ဒီအတွက်ကြောင့်နောက်ဘယ်လိုပဲဖြစ်ဖြစ်ကျမကအလုပ်တော့မယ်အလုပ်တွေတစ်ခုခုကိုအဲ့လိုမျိုးစဉ်းစားတော့မယ်ဆိုရင်ကိုကအနေအရင်စပြီးတဲ့ခါကျတော့ propose လုပ်တယ်သူများ propose လုပ်တာကိုကျမမစောင့်ဘူးသူများ propose လုပ်တာကိုစောင့်လိုက်တယ်ဆိုရင်သူတို့ရဲ့လုပ်ချင်တဲ့ဆန္ဒသူတို့လုပ်ချင်တဲ့သူတို့ကြောင်းပေးတဲ့လမ်းကြောင်းပေါ်ပဲဖြစ်သွားပြီးတော့အဲ့ဒီဟာကကိုနဲ့မကိုက်ညီတဲ့ဟာမျိုးကိုလုပ်ဖို့အဆင်မပြေရဲနဲ့အလုပ်ကခက်ခဲလိုက်တာပြင်ပန်းလိုက်တာဘယ်လိုလုပ်ရမလဲဆိုပြီးတော့မျိုးဖြစ်သွားလိမ့်မယ်ဆိုတော့အဲ့ဒီအလားတူပဲကျမတို့ဘဝမှာလည်းပဲအဲ့လိုပဲကိုကနေပြီးတော့မှရွေးချယ်တယ်ဆိုရင်ပေါ့နော်ဘာကိုပဲလုပ်လို့ကိုကနေအရင်ရွေးချယ်လိုက်မယ်ဘာလုပ်မယ်ဆိုတာကိုကပြက်သားသားသိတယ်ဆိုရင်ဒါကကိုလုံနိုင်တဲ့ကိုရဲ့ capacity အတွင်းမှာလုံနိုင်ပြီးတဲ့အခါကျတော့ရတဲ့အရာတွေဖြစ်သွားလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ထိုင်ဆောင်နေမယ်ဆိုရင်တော့သူများခိုင်းတာကိုပဲကိုကလုပ်ရလိမ့်မယ်အဲ့ဒီအခါမှာအဆင်မပြေမှုတွေအခက်အခဲတွေပင်ပန်းတာတွေအတားအဆီးတွေဆိုတာကကြုံလာမှာပဲဖြစ်တယ်အဲ့အတွက်ကြောင့်ရွေးချယ်စရာနှစ်ခုရှိတယ်ကိုကရွေးချယ်မလားကိုက propose လုပ်မလားသူများ propose လုပ်တာသူများရွေးချယ်တာကိုပဲထိုင်ဆောင်ပြီးတော့လုပ်မလားပေါ့နော်ဒါလေးကိုအားလုံးကို sharing လုပ်ပေးချင်တာပါ